သူသိရမှာပါလေစစ်တပ်သိရမှာလဲပါလေသူတို့ဒီလက်နက်ကင်တော်လန်ရေးကိုဘလို့နီးနဲ့မှအပြုတ်ဖြုတ်ပြီးတော့နိုင်ဖို့မရှိပါဘူးလေရင်နဲ့ကျဲပြီးတော့တနည်းအားဖြင့်ချင်းချောက်လို့ပဲရမယ်ဒီလက်နက်ကင်အင်အားစုတွေကိုပျောက်အောင်ဘလို့နီးနဲ့မှတိုက်နိုင်မှာမဟုတ်ပါဘူးအဲ့ဒါကိုစစ်တပ်ကလည်းကောင်းကောင်းနားလည်ထားမှာဖြစ်တယ်ဒီလက်နက်ကင်တော်လန်ရေးကလည်းဘယ်တော့မှသူတို့အရှုံးပေးသွားမှာလည်းမဟုတ်ဘူးကျွန်တော်ကြည့်ရသလောက်ဆိုရင်တိုင်းသားလက်နက်ကင်အစပါနော်ရှုံးပေးသွားမှာမဟုတ်ဘူးဒီအခြေအနေပေါ်မှာအခြေခံပြီးတော့မိမိရဲ့နိုင်ငံစီးပွားရေးကိုတိုးတက်အောင်လုပ်ရမယ်အစားတခါတည်းသူများနိုင်ငံမှာဒါတွေလုပ်လို့ငါတို့ဒါတွေလုပ်ရပါမယ်ဆိုပြီးတော့ထားလုပ်နေတဲ့ခါကျတော့ကိုဝင်းနဲ့ကိုဆန်တန်မှန်းမသိတဲ့အစိုးရခေါင်းဆောင်တက်ဖြစ်နေတာဖြစ်တယ်အဲ့ဒီတော့ကြောင့်မလို့သူတို့လုပ်တဲ့အရာတွေအားလုံးဟာခုတ်ရတခြားရှာရတခြားဖြစ်ပြီးတော့အခုဘာတွေဖြစ်ကုန်လဲပြည်သူလူထုကငက်ပြက်လာကြတယ်နော်ပြည်သူလူထုကခိုးဆိုးလူနိုင်လာကြပြီပြည်သူလူထုကိုကုန်စည်တွေရှားပါလာကြပြီခင်ဗျားတို့မြန်မာပြည်မှာပုံမှန်လင်းပြောမယ်ခင်ဗျားတို့မြန်မာပြည်မှာပြည်သူတွေစားတောင်းနေရတာလေတော်တော်တနာဖို့ကောင်းတယ်တော်တော်တနာဖို့ကောင်းတယ်အားကြောင့်လဲဆိုတော့သူများနိုင်ငံတွေမှာပန်းသီးတို့အသီးနှံတွေကဘာမှဈေးရှိတာမဟုတ်ခင်ဗျားတို့မြန်မာပြည်မှာရှိတဲ့ဈေးနှုန်းကြီးကကြောက်ဖို့ကောင်းတော့ဥရောပဈေးနှုန်းလောက်ရှိတယ်ဂျပန်နိုင်ငံဈေးနှုန်းလောက်ရှိတယ်စင်ကာပူဈေးနှုန်းလောက်ရှိတယ်အဲ့တော့ဘာတွေဖြစ်ကုန်လားဒါကတနည်းအားဖြင့်ဆိုရင်အစိုးရမင်းရဲ့ညံပြင်းမှုနဲ့နိုင်ငံရေးကိုကကနနသူတို့လက်တွေ့ကြမဆောင်ရွက်တတ်မှုတွေကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်လေရင်လာလို့ပြေးနေပုံနေရတဲ့စာတင်ကလေးငယ်အရွယ်တွေတင်ထားတဲ့ဗီဒီယိုကိုမင်းအောင်နိုင်တယောက်တကယ်မမြင်တွေ့ရလားအဲ့အကြောင်းတွေပြောလို့ရှိရင်ကျွန်တော်တုံ့လို့ခြောက်ချမိပါတယ်ဘယ်နေ့ကဘိုးဘက်မှာဖြစ်သွားတာဘိုးဘက်မှာဖြစ်သွားနော်ဘာမဆိုင်ညာမဆိုင်ဗျာသူကသူကန်းနာမှာသွားနေတဲ့သူတွေနော်ကလေးလေးတွေကျွန်တော်ဒီသတင်းကိုကျွန်တော်ပြောလိုက်တာမျိုးလုံးထဲမှာပြန်မြင်အောင်လေကျွန်တော်ဘယ်တော့မှအပြုံးမပြတ်ချင်တဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ပြုံးမပြတ်ချင်တဲ့သူတော့မှပဲစကားအတန်တုံတာမရောက်သေးထားမိပါခြေခွဲရပါတယ်စက်တက်လေဒီတွေနဲ့ပြင်းနေတိုင်းအားလုံးဟာမကောင်းသူပိတ်ကောင်းသူထိတ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဒီပုံစံမျိုးတွေဖြစ်နေတယ်စိတ်မကောင်းစရာတွေဖြစ်နေတော်တော်ခြေခွဲစရာတွေပါအဲ့တော့အခုအရင်ကလေရင်နဲ့တုံတယ်အခုနောက်ပိုင်းစက်တက်လေဒီတွေအများစုတုံတာလေစက်တက်လေဒီတွေဒါမျိုးသုံးဖို့တော့ပြီးခဲ့တဲ့2020နဲ့3-4လောက်ထဲကမြန်မာနိုင်ငံမှာလေရင်ဝင်းပေါင်းတစ်လ2လအတွင်းမှာလေရင်ဝင်းတွေစောက်တာအများကြီးပဲနေရာတိုင်းတော်တော်များများလေရင်ဝင်းတွေစောက်လိုက်တာအများကြီးပဲလေရင်ဝင်းဆိုတော့လေရင်ကြီးတွေရက်ဖို့မဟုတ်ဘူးအဲ့စက်တက်လေဒီတွေတက်ဖို့အတွက်ကိုလေရင်ဝင်းတွေစောက်တာအများကြီးပါပဲစစ်အင်ဂျင်နီယာနဲ့စောက်ထားတာပါအစောက်ပြီးတော့အခုဂလိုဂျိုင်ကော်ပတာတို့နော်ဒါတွေကိုဖာရမိုတာဒါတွေအသုံးပြုဖို့ဖြစ်တာပေါ့နော်အဲ့တော့ဆေးရသဘောတရားတွေရတော့ဖြစ်ပြီးပေါ့ဗျာဘလို့တင်းကြီးရဖြစ်ပေါ့ဗျာနော်ပြည်သူလူထုကိုညှတာပါကျွန်တော်အနေနဲ့ကလည်းတပ်မတော်ကိုဘလို့နည်းရပဲထောက်ခံပေါ့ဗျာနော်ပြည်သူနဲ့ရှင်လာရင်တော့တပ်မတော်ဟာဒုတိယနေရာမှာပဲရှိပါတယ်ဒီပွဲဝမ်းနေရပါတယ်ဗျာနော်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုဆိုတဲ့အခြေအနေကြားမှာအမေစုလွတ်လာရင်ပြည်သူတွေအနေနဲ့ဘာတွေမျှော်လင့်နိုင်မလဲတဲ့ဒီလိုအခြေအနေမျိုးကြားမှာဒေါအောင်ဆန်းစုကြည်လွတ်လာပြီးဒေါအောင်ဆန်းစုကြည်ကိုနော်ပြောဆိုပိုင်ခွင့်တွေလွတ်လပ်စွာပေးခဲ့မယ်ဆိုရင်တော့မှပြည်သူတွေအနေနဲ့ဘာမှမျှော်လင့်လို့မရတော့ပါဘူး။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကသူတို့လှုပ်ချင်တာကိုအကုန်လုံးအလုပ်ပြီးသွားပါပြီ။ပြီးသွားပါပြီ။ဒေါအောင်ဆန်းစုကြည်လွတ်လိုက်လဲသူတို့ဘာမှမဖြစ်တော့ဘူး။ဘာမှမဖြစ်တော့နော်။တခုရှိတာသူတို့အဆက်ပွဲမှာဟိုကမေးခွန်းနဲ့မေးမယ်လေမီဒီယာနဲ့တွေ့မယ်မေးမယ်ခင်ဗျားတို့မဲခိုးခဲ့လားမဲလိန်ခဲ့လားစသဖြင့်တွေပေါ့ဒါတွေမေးမယ်။ဘာမှုတွေလဲဒီမှုတွေနဲ့ပတ်သက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ကလူသိရှင်ကြားဖြေရှင်းလို့ရှိရင်အခုဒေါအောင်ဆန်းစုကြည်ကိုအခုရင်ဆိုင်နေရတဲ့တရားခွင်ရလဲတရားခွင်ရလဲတနည်းအားဖြင့်လုံးဝပွင့်လင်းမြင်သာမှုမရှိသောတရားခွင်ချနေတဲ့အမိန့်တွေအားလုံးကလည်းအထက်ကနေတိုက်ရိုက်ချတဲ့အမိန့်တွေနော်ဒေါအောင်ဆန်းစုကြည်ရဲ့တရားရေးဥပဒေရေးရာဒီခေါ်မယ်ဆိုတော့အကူအညီတွေကလည်းသူ့လိုချင်သလိုမရနိုင်တဲ့ຢာတွေကတခြားအဲ့တော့ဒေါအောင်ဆန်းစုကြည်နိုင်ငံရေးတင်းသက်နိုင်ငံရေးလှုပ်ကြံထားတယ်အဲ့လိုလူမျိုးတယောက်ကိုခေါ်မယ်ဆိုလို့ရှိရင်လွတ်ပေးပြီးတော့ဗောနော်ပြောဆိုခွင့်ပေးမယ်ဆိုလို့ရှိရင်အခုဦးမင်းအွန်လိုင်းတောက်ရှက်ကွဲမှာဗောအရှက်ကွဲမှာလွယ်လို့ကြံတာဘာမှမရှိပါဘူးဘာမှလုပ်လို့မရတော့သူတို့ကပြီးသွားသူတို့ရှက်တတ်ဖို့လည်းမရှိပါဘူးနော်ရှက်တတ်ဖို့လည်းမရှိပါဘူးအဲ့တော့ဒေါအောင်ဆန်းစုကြည်လွတ်လည်းကျွန်တော်ဘာမှမျှော်လင့်လို့မရပါဘူးနောက်တစ်ခုကမြန်မာနိုင်ငံရဲ့အခြေအနေနိုင်ငံရေးလောကကလည်းတနေ့နဲ့တနေ့ကပိုပြီးထက်မြက်တော့ပိုပြီးအတွေးခေါ်ကောင်းတော့ဗောနော်
လူငယ်တွေပေါ်လာသူနီးပညာတွေကတိတ်တိတ်ချပေါ်လာတာဖြစ်တယ်။ဒေါအောင်ဆန်းစုကြည်ပုံကိုရေးအဖြစ်အလုံးချင်းချစ်လိမ့်မယ်နိုင်ငံရေးအဖြစ်ဘယ်သူမှဒေါအောင်ဆန်းစုကြည်ကိုဆရာမတင်ပါဘူး။ဒေါအောင်ဆန်းစုကြည်ရဲ့ရက်တည်တဲ့နိုင်ငံရေးဟာအခုလက်ရှိတော်လန်ရေးကသွားနေတော့နိုင်ငံရေးဖြစ်ရင်ဒီတော်လန်ရေးကဒေါအောင်ဆန်းစုကြည်ကိုပူပေါင်းလိုက်မယ်ဒေါအောင်ဆန်းစုကြည်ရဲ့စကားကိုနားထောင်လိုက်မယ်အကယ်ဒေါအောင်ဆန်းစုကြည်ရဲ့စကားများဒီလက်ရှိတော်လန်ရေးအယူဆတွေနိုင်ငံရေးအယူဆတွေနဲ့ကွာဟသွားပြီးတော့ဦးမင်းအောင်လိုင်းနဲ့ကြောချင်းကတ်တဲ့ဟိစီဒေါအောင်ဆန်းစုကြည်ကနေချင်းညချင်းတမိုင်းကွေးမဲ့အခြေအနေရှိပါတယ်အဲ့တော့ဒေါအောင်ဆန်းစုကြည်ပင်ရဲ့အခုလက်ရှိအခြေအနေမှာဘာမှမပြောတာဟာသူ့အတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ယူဆတယ်